အလုံးဝမင်္ဂလာပါတပည့်တော်ရဲ့ပွဲတော်နေကတော့ရှင်ဝိပဿနာလို့ဖြစ်ပါတယ်ဒီနေ့ကတော့တပည့်တော်ကိုပြီးတော့တခုကိုလာပြပြချင်တယ်ကိုဘင်းရဲ့ခေါင်းစဉ်ကတော့အကုသိုလ်ကျိုးခံစားရသူဖြစ်ပါတယ်ဟိုရှိတုန်းကမြတ်စွာဘုရားရှင်တဲ့တော့ကလာဇကဟာပြီမှာဘီလူဝန်ကျောင်းအနည်းရှိအိမ်တွေဝယ်တယ်လေရှယ်လေးတဲ့အဲ့ဒါကဝရတမန်ဆိုနေအိမ်ပြီးတော့သူကတနေ့ပြီးတဲ့နေ့ဝက်တွေကိုတက်နေပြီးတော့သူကအလူရက်စက်တဲ့လိုဖြစ်ပါတယ်သူကဝက်တဲ့ခါတိုင်းဟိုရဟန်တော်တမြတ်တွေကသူ့အိမ်ကဖြတ်ပြီးဝက်တဲ့ကိုနေ့တိုင်းတက်နေရပါတယ်ပြီးတော့သူကတွဲဝက်တဲ့နေ့ကလည်းသူမြတ်နဲ့တူတာမဟုတ်ဘူးပြီးတော့သူကဝက်နေ့ကတော့ဝက်တွေကိုတိုင်မှာကျိုးတဲ့ချီပြီးရနေလိုက်ပြီးတော့ပဲဆက်ဟပ်ပြီးအခေါင်နဲ့အဲမှာရင်းနှီးပူပြီးလာထည့်လာပြီးတော့သူကဝက်တွေကိုတက်လိုက်တယ်ဒါကြောင့်သူကအလူရက်စက်လို့ဖြစ်ပါတယ်ငန်းဆိုင်ကနေကြာခဲ့တဲ့အခါမှာသူကနေမကဖြစ်လာပြီးတော့သူ့ကိုယ်မှာအနာမြပေါက်လာတယ်အနာမြပေါက်လာတဲ့အခါမှာတပြပြပူဆော့လာပြီးသူ့ကိုယ်မှာတကူလို့ပလာလာတဲ့ဒါကြောင့်သူကသူ့ရဲ့အိမ်ထဲမှာဝက်ကဲတော့အိုရှိနေကြတယ်ဒါကြောင့်ဟိုရတပတ်ကြာတဲ့အခါမှာဟိုရဟမ်းမြသူ့ရဲ့ဝက်သူ့ရဲ့အော်ရှိတဲ့အရန်ကိုနေတိုင်းကြာနေရတာကြောင့်သူတို့ကဟိုမြတ်စွာဘုရားကိုမြတ်စွာဘုရားအားချလာတဲ့ဟိုမြတ်စွာဘုရားအဲ့ဒီလိုကြားလိုက်တဲ့အခါမှာမြတ်စွာဘုရားကဟိုရဟန်းတော်တို့များကိုလာပြီးဟိုရှင်းပြကြတယ်ဒါကြောင့်အဲ့ဒီဝက်တဲ့အတန်ကဝက်တွေကိုဆိုတာကဝက်တွေကိုတိုင်နေတာမဟုတ်ဘူးသူကိုအရှိနေပါလို့ပြောပြီးရှင်းပြတယ်ဒါကြောင့်မြတ်စွာဘုရားကအခုတို့လွတ်သူကစီရတော့ခရရတယ်ပြီးတော့သူကဒီနေ့တီးပြီးနောက်သူကငယ်ပြီးတော့ပြီးတုတ်ခါတွေကိုတော်ပြီးခံစားရတယ်တင်ခါစားကတော့သူမြတဲ့တက်တွေကိုမလုပ်ရဘူးမတက်ရပြီးတကြောင်တက်တော်တွေကိုမြတ်တာထားရမယ်ပြီးတော့အဲ့ဒီမကောင်းမှုတွေအကုတို့တွေမလုပ်ရဘူးဒီလိုပဲရှိရဒီဆိုဒီမှာ